ရင်ပတော်စားမှုတွေဖြစ်တဲ့ဆာကာမူမျိုးကလေးကအန်တိုနီဂျိုရှွာရဲ့ဘဝကိုအခုလိုမျိုးနှစ်ကြိမ်တိုင်တိုင်စိတ်တန်ရာတွေပေးခဲ့ပါတယ်။ပရိသတ်များလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကနေတင်ဆက်နေပါတယ်။အန်တိုနီဂျိုရှွာအတွက်နိုင်ဂျီးရီးယားနိုင်ငံကဆာကာမူဆိုတဲ့မျိုးကလေးကသူ့ရဲ့ဇာတိမြေသူ့ရဲ့အမြင့်တွေရာအရက်ဖြစ်ပေမဲ့အခုခါမှာတော့ဒီမျိုးလေးဟာသူ့ဘဝရဲ့အသေးကွဲရာအရက်အဖြစ်အိမ်မက်ဆိုးတွေပေးခဲ့ပြန်ပါပြီ။လူတယောက်ရဲ့ဘဝမှာရေးကြီးဆုံးသောဆုံးရှုံးမှုနှစ်ခုလုံးကဒီမျိုးလေးမှာပဲဖြစ်ပျက်ခဲ့တာကတကယ်ကိုတိုက်ဆိုင်လွန်းလှသလိုရင်နာစရာလည်းကောင်းလှပါတယ်။ဂျိုရှွာအသက်12နှစ်အရွယ်မှာဆာကာမူမျိုးကိုပထမဆုံးရင်ရောက်ရှိလာခဲ့တာကသူ့ဘဝရဲ့ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ခဲ့ရပါတယ်။အဲဒီအချိန်မှာသူ့ရဲ့မိဘနှစ်ပါးကလမ်းခွဲပြတ်ဆဲဖို့အဆုံးဖြတ်ခဲ့ကြပြီးတော့အိမ်အောင်ရေးပြိုကွဲမှုကြီးကဒီမျိုးလေးမှာပဲအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ကလေးဘဝရဲ့နှွေးထွေးမှုကိုရှာဖွေနေချိန်မှာမိသားစုပြိုကွဲခဲ့တဲ့စိတ်ဒဏ်ရာထရမာကဂျိုရှွာရဲ့နှလုံးသားထဲမှာဆာကာမူမျိုးနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အမှတ်တရတစ်ခုဖြစ်ဆွဲထင်ခဲ့ရတာဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်အောင်မြင်တဲ့လက်ဝဲသမားတစ်ယောက်အနေနဲ့ဇာတိမြေကိုပြန်လည်ချေချနိုင်ခဲ့ချိန်မှာတော့ပုံမဆိုးရတဲ့အဖြစ်ဆိုးကြီးကသူ့ကိုစောင့်ကြိုနေခဲ့ပါတယ်။သူ့ကိုကဘာစင်းရအောင်ပြိုးထောင်ပေးခဲ့တဲ့နီးပြစီနာနဲ့ခက်ခဲဆုံးချိန်တွေမှာဘေးရရှိပေးနေခဲ့တဲ့ငယ်တငယ်ချင်းဖြစ်တဲ့လက်စ်တို့ကရင်တော်စားမှုကြောင့်ဆာကာမူမျိုးနီးမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ဂျိုရှွာတို့ကတော့ဒီမျိုးဟာသူ့စီကနေချစ်ဆုံးသူတွေကိုနှစ်ကြိမ်တိုင်တိုင်လူယူသွားခဲ့တာလည်းဖြစ်ပါတယ်။အရင်တိုင်းမှုကအတော်လေးပြင်းထန်ခဲ့ပြီးလက်ဇက်ဂျီပကားရဲ့ရှေ့ကမ်းမှာထိုင်နေခဲ့တဲ့စီနာနဲ့လက်စ်တို့ကနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ကြတာပါ။ဂျိုရှွာကတော့ကားရဲ့နောက်ကမ်းမှာထိုင်နေခဲ့လို့သာအသက်ဘေးကလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ဂျိုရှွာရဲ့စိတ်ထဲမှာငါသာရှိမှထိုင်ခဲ့ရင်ဆိုတဲ့အတွေးမျိုးနဲ့မိမိကြောင့်သူတို့တည်ဆုံသွားတယ်လို့မျိုးခံစားချက် Survivor's Guilt တွေကသူ့ကိုအကြီးကျယ်နှိပ်စက်နေမှာအသေးချပါဂျိုရှွာကနောက်ဆိုရင်အဲ့ဒီမျိုးကိုဘယ်တော့မှထပ်မသွားတော့ဘူးလို့နာနာကြီးကြီးနဲ့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဒါကစိတ်ဆိုးဒေါသထွက်လို့ပြောတာထက်ထပ်ပြီးတော့မခံစားနိုင်တော့လို့ပြောလိုက်တဲ့စကားတစ်ခုလို့မြင်ရပါတယ်။လူတစ်ယောက်ဟာနာကျင်မှုတွေအလွန်မင်းစုပုံလာတဲ့အခါမှာအဲ့နာကျင်မှုတွေကိုပြေးတဲ့နေရာကိုပါဆွန့်ခွာသွားခြင်းတတ်တာတဘာဝဖြစ်ပါတယ်။ဆာကာမူကသူ့တက်ကတော့ပျော်ရွှင်စရာဇာတိမြေမဟုတ်တော့ဘဲနဲ့သူ့ဘဝရဲ့တန်ဖိုးရှိဆုံးຢာတွေကိုစတေးခဲ့ရတဲ့တုတ်တန်တစ်ခုလိုဖြစ်သွားခဲ့ရပါပြီ။